ခုပြတဲ့တော့ကကျွန်တော်တို့တည်ထားမှာဘယ်ကြောက်ကိုပဲဆွဆွဲသိလားကြောက်တစားအတစ်ထွက်ခဲ့တယ်အခုမှတိုက်ပြီးတာနဲ့ကြောက်တစားအတစ်ထွက်ခဲ့တယ်ဆိုတာနဲ့ဘယ်ကြောက်ကိုပဲဆွဆွဲအမွေးပိတ်အတစ်နဲ့အရင်ဆွဲပေးရမယ်သိလားဒီဟာကမဆွဲလို့မရဘူးလားဆိုရတာပေါ့အမွေးပိတ်အတုံနဲ့ဆွဲလို့ရတာပေါ့ဒါပေမဲ့ဘာကြောင့်မို့မဆွဲခိုင်းတာလဲဆိုတော့ဒီအမွေးပိတ်ကိုရေပတ်နိုင်အောင်မွေးလိုက်မဟုတ်ဘူးဆိုတော့ကျရင်ဒီဟိုဟာနဲ့ပဲဆွဲပါခဲ့ပြောမလို့အတူနဲ့ပဲဆွဲအတူနဲ့ပဲဆွဲအတူနဲ့ဆွဲလိုက်တာတော့အယောင်တက်တာမြင်ရတယ်ယူလိုက်တည်ရဗျာဒါပေမဲ့အဲ့ဒါနဲ့ဆွဲပြီးတော့အယောင်ဖြတ်မဲ့ဆိုတော့ဘိန်းမရှိဘူးဆိုတော့ကျရင်အရှိန်နဲ့ဖြတ်လို့မရဘူးကျွန်တော်ပြောပြဒီအရှိန်နဲ့အယောင်ဖြတ်ချင်လို့မရအောင်အယောင်ဖြတ်ချင်လို့မရဘူးဖြစ်တဲ့တော့ကနောက်ထပ်ထပ်ပြီးတော့ဒီဘိန်းနောက်တစ်ခုပြန်မွေးရမှာဒါမှမဟုတ်ဖြစ်တဲ့တော့ကကျွန်တော်ပြောတော့ပေါ့မလိုအပ်တဲ့နေရာမှာဟုတ်တယ်မလိုအပ်တဲ့နေရာမှာအတူမတုံးနဲ့ကျွန်တော်ပြောပြအတစ်ထွက်ခဲ့တယ်ကျွန်တော်မှဗျာအတူ9ဘိန်းရှိရထားလိုက်တယ်ကျွန်တော်ပြောပြအတူ9ဘိန်းရှိတယ်အခုအတစ်တက်ထွက်လာတယ်တွားပြီးတော့ဗျာငါမှအတူ9ဘိန်းရှိရဗျာအတူနဲ့ဆွဲခိုင်းပြီမလုပ်ဘူးဗျာကျွန်တော်တို့ဆိုရင်ဗျာအခုအရှိန်နဲ့ပဲဆွဲတာနည်းနည်းလေးပင်ပန်းတာပင်ပန်းတယ်ဒါပေမဲ့ကျွန်တော်ပြောပြတာဒီဘိန်းကကျွန်တော်တို့အတွက်ကပြန်မွေးနေတာ